ကိုယ့်ရဲ့ဖုန်းထဲမှာဖွင့်ထားခဲ့တဲ့ social media account တွေရဲ့ password တွေကိုမေ့နေလို့ပြန်ကြည့်ချင်ကြတဲ့မိတ်ဆွေတွေအတွက်ဒီဗီဒီယိုမှာတော့ကိုယ့်ရဲ့ဖုန်းထဲမှာဖွင့်ထားခဲ့တဲ့ social media account တွေရဲ့ password တွေကိုပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးတစ်မျိုးကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဘယ်လိုမျိုးပြန်ကြည့်လို့ရမလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာလိုက်ကြရအောင်။ဒီနည်းလမ်းလေးကိုလုပ်ဖို့အတွက်ကျွန်တော်တို့ရဲ့ဖုန်းထဲက Google software လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်။ Okay ပါပထမဆုံးအနေနဲ့ Google software လေးတွေကိုဝင်ပေးလိုက်ပါ။ Okay ပါ Google software တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်ညာဘက်ပေါ်တောင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲက Google account လေးကို log in ဝင်ထားတယ်ကျွန်တော်တို့ Google account လေးကိုဝင်ရမှာဖြစ်ပါတယ် Okay ပါဒီမှာမျှရထားတဲ့ Google account logo လေးကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်ဒီမှာတွေ့ရတဲ့ manage your Google account ဆိုတဲ့အပြာရောင်လေးပေါ့နော်ဒီမှာကျွန်တော်ဝိုင်းပြထားပါတယ်ဒီမှာရှိတဲ့ manage your Google account ဆိုတာကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါOkay ပါဒီညကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ Google account ရဲ့ setting လေးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ် Okay ပါဒီမှာတွေ့ရတဲ့ setting လေးတွေကမှကျွန်တော်ဒီမှာရှိတဲ့ security and sign in ဆိုတဲ့ setting လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ် Okay ပါမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာ Google account ကို update မလုပ်ရသေးဘူးဆိုရင်တော့ဒီလိုပုံစံပေါ်မှာမဟုတ်ဘူးပေါ့နော် Okay ပါပထမဆုံးအနေနဲ့ဒီလိုမျိုး setting လေးတွေတွေ့ကျင်နေဆိုရင်တော့ကိုယ့်ရဲ့ Google ကိုကျွန်တော်တို့ update တင်ထားပေးဖို့လိုပါတယ် Okay ပါဒီမှာရှိတဲ့ security and sign in ဆိုတဲ့ setting လေးတွေကိုဝင်ပေးလိုက်ပါOkay ပါဒီတဲကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပေးလိုက်ပါအပေါ်ဆုံးကိုဆွဲတင်ပေးလိုက်မယ်ဆိုရင်တော့ဒီအောက်ဆုံးမှာတွေ့ရတဲ့ကျွန်တော်တို့ password manager ပေါ့နော်ဒီမှာတော့ပုံလေးနဲ့ password manager ဆိုတဲ့ setting လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ် Okay ပါ password manager ကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းထဲမှာကျွန်တော်တို့ Google မှာ log in ဝင်ခဲ့ဘူးတဲ့ကျွန်တော်တို့ social media account တွေရဲ့ password တွေပေါ့နော်ဒီနေရာမှာတွေ့ရမှာဖြစ်ပါတယ်အပေါ်မှာဆိုရင် Xiaomi ရှိမယ် Black Magic Camera ရှိမယ် DeepSeek Facebook ကျွန်တော်တို့ website တွေ Macro တွေဒီမှာအများကြီးပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲမှာကျွန်တော်တို့ Google account ထဲမှာ log in တစ်ခါဝင်ဘူးတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းက password လေးတွေကိုမှတ်ပေးထားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ software လေးတွေပေါ့နော်ဒီ account လေးတွေရဲ့ password လေးတွေကိုကိုယ်အနေနဲ့သိကျင်နေဆိုရင်တော့ဥပမာအနေနဲ့ကျွန်တော် Black Magic Camera တွေကိုဝင်ပြီးတော့ကြည့်ကြည့်မယ်ပေါ့နော် Okay ပါဒီမှာရှိတဲ့ Black Magic Camera ကိုနှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းရဲ့ screen lock ကိုဖြည့်ပေးလိုက်ပါပင်ဆိုရင်လည်းပင်နဲ့ပေါ့နော် Okay ပါဒီနေ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီ Black Magic Camera software မှာကျွန်တော်တို့ဖွင့်ခဲ့တဲ့ကျွန်တော်တို့ Gmail နဲ့ password ကိုဒီနေ့မှာတွေ့ရမှာပဲဖြစ်ပါတယ် Gmail ဆိုရင်ဒီပေါ်မှာရှိမယ် password ဆိုရင်တော့ဒီအောက်မှာရှိပါမယ်ဒီ password ကိုကြည့်ကျင်နေဆိုရင်တော့ကျွန်တော်ဒီမှာရှိတဲ့မျက်လုံးပုံလေးပေါ့နော်ဒီမျက်လုံးပုံလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီမှာ password လေးတွေကိုကြည့်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒါဆိုရင်တော့တခြားကျွန်တော်တို့ website လေးတွေ software လေးတွေကိုလည်းဒီပုံစံတိုင်းပဲကျွန်တော်တို့အနေနဲ့ကြည့်လို့ရပါတယ် Macro software ရဲ့ password ကိုပြန်ကြည့်ကျင်နေဆိုရင်လည်းဒီပုံစံတိုင်းလေးပဲကျွန်တော်တို့ Macro ထဲကိုဝင်လိုက်ကျွန်တော်တို့ Macro ထဲကိုဝင်လိုက်ပြီးဆိုရင်တော့ဒီမှာ Gmail တွေ password တွေကိုပြန်ကြည့်လို့ရမှာပဲဖြစ်ပါတယ် Okay ပါဒီဗီဒီယိုမှာမျှဝေပေးခဲ့တာကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာဝင်ခဲ့တဲ့ဖွင့်ခဲ့တဲ့ social media account တွေရဲ့ password တွေကိုမေ့နေလို့ပြန်ကြည့်ကျင်ကြတဲ့မိတ်ဆွေတွေအတွက်ပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးတစ်ခုကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ် Okay ပါဒီနည်းလမ်းလေးနဲ့မိတ်ဆွေတို့အနေနဲ့Okay ပါဒီနည်းလမ်းလေးကမိတ်ဆွေတို့အတွက်အဆင်မပြေဘူးဆိုရင်တော့ဒီဗီဒီယိုရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်အနေနဲ့နောက်ထပ်ဗီဒီယိုလေးလုပ်ပြီးတော့ကျွန်တော်အနေနဲ့ပြန်တင်ပေးပါမယ်ခင်ဗျာ Okay ပါအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ